ကဲအားလုံးမင်္ဂလာပါဗျာကဲဒီကကျွန်တော် wicket လောက်တဲ့ software လေးဘာ software နဲ့လုပ်လဲမေးတယ်ညီကောင်မလေးเนาะဒါကတော့ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့ wicket software လေးပါเนาะ movie wicket software လေးเนาะဒါလေးကိုညီကောင်မတွေကိုသုံးချင်တယ်ဆိုရင်ကျွန်တော်ပြန်လည်မျှတပေးမယ်เนาะညီကောင်မတွေ free လဲသုံးလို့ရပါတယ်တကယ်လို့ကျွန်တော်ဒီမှာဝယ်ရင်လည်းဝယ်လို့ရတယ်ပေါ့เนาะဒါ free သုံးမဲ့ဆိုရင်ညီကောင်မကြီးလည်းဒီမှာဒီ software လေးပေါ့ဗျာเนาะHeta မြတ်ဆိုတဲ့ software လေးเนาะဒီအတိုင်းလေးเนาะစာလေးကိုဒီတိုင်းလေးကျွန်တော်ရိုက်ပါမယ်เนาะတခြားလေးကြည့်ထားပါเนาะဒါလေးရိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ကအနာနှိမ့်လိုက်မှာပေါ့ဗျာเนาะဒါကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ wicket software လေးအဲ့ဒီမှာကျွန်တော်တို့ကဒီမှာ user name နဲ့ password တောင်းမယ်ဗျာเนาะ user name နဲ့ password တောင်းတဲ့အချိန်မှာကျွန်တော်က user name ကိုကျွန်တော်ကဘယ်လိုလေးပေးထားလဲဆိုတော့ဒါ free သုံးမဲ့ညီကောင်မကြီးเนาะmy ဒီမှာ recap wicket လို့ရေးလိုက်လိမ့်မယ်เนาะ my wicket ဆိုတာဟာလေးရိုက်လိုက်မယ်เนาะဒါကတော့ကျွန်တော်ဒါ free သုံးမဲ့ညီကောင်မကြီးတို့ my wicket ဟာလေးပါเนาะကျွန်တော်ကတော့ကျွန်တော်သုံးတဲ့ဟာနဲ့ user ကျွန်တော်ရဲ့ဒီ free သုံးမဲ့နှစ်ခုပဲထားသေးရပါဗျာเนาะဒါ my wicket ဟာလေး free သုံးလို့ရပါတယ်ပြီးလို့ရှိရင်ကျွန်တော်ကဒီမှာ password ကတော့ကျွန်တော် free သုံးမှာဖြစ်တဲ့အတွက်လူတိုင်းကိုကျွန်တော်ပေးတာဖြစ်တဲ့အတွက်1 2 3 4 5 6เนาะ1 2 3 4 5 6 user name ကဒါလေးရိုက်လိုက်မယ်เนาะရိုက်ပြီးကျွန်တော်က login ဝင်လိုက်တာပေါ့ဗျာเนาะဒါဆိုရင်တော့ကျွန်တော်ရဲ့ဒီ wicket software လေးတော့ကျွန်တော်ရပြီပေါ့ဗျာဒါကျွန်တော်လုပ်ထားတဲ့ဟာလေးဒါ video wicket လုပ်ရှင်တဲ့ဟာလေးလုပ်လို့ရပါတယ်เนาะဒါပေမဲ့ကျွန်တော်ဒီထဲမှာတော့ကျွန်တော်မလုပ်ပါဘူးဘာဖြစ်လို့ဒီထဲမှာမလုပ်ထားလဲဆိုတော့ဒါကကျွန်တော် user တိုင်းကိုကျွန်တော်ပေးတာလေเนาะကြိုက်တဲ့လူဝင်တော့เนาะအဲ့ဒီမှာဒီမှာ point နေเนาะကျွန်တော်ကဒီ software လေးကိုကျွန်တော်မနေ့တာရေးရတယ်ကျွန်တော်ပေးလိုက်တာเนาะ free ပေးလိုက်တာ point 100နဲ့ free ပေးလိုက်တာကျွန်တော် video တစ်ပုတ်ထုတ်မှဆိုရင်ကျွန်တော်က1 point ပဲကုန်တယ်လीเนาะအခုဆိုရင် video ကကျွန်တော်ပေးလိုက်တဲ့ဟာကကျွန်တော်ထုတ်တဲ့လူတွေဆိုရင်ဒီမှာ48ပုတ်ဖြစ်သွားပြီเนาะဆိုတော့ဘယ်လောက်ဖြစ်သွားလဲဆိုတော့52ခုဖြစ်သွားပြီเนาะထုတ်တာเนาะ52ပုတ်ဖြစ်သွားပြီဒါဘယ်လိုတွေထုတ်မှန်းတော့မသိဘူးပေါ့ဗျာเนาะကျွန်တော် free ပေးတော့အများကြီးထုတ်တာပါဒါထုတ်ရှင်ထုတ်လို့ရတယ်เนาะဟုတ်ပြီကျွန်တော်ကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်ဟွာလေးတွေကကျွန်တော်သုံးပါမယ်ဒါကတော့ကျွန်တော်ရဲ့ကိုယ်ပိုင်ဟွာလေးပါเนาะကိုယ်ပိုင်အကောင့်လေးပါ data မြတ်ဆိုတာလေးပါ point ကတော့ကျွန်တော်ကိုယ်တိုင်ထည့်ထားပါတယ်တရားเนาะဟုတ်ပြီဒါလေးဘယ်လိုသုံးရမလဲဆိုကျွန်တော်ပြပေးမယ်တချို့ကတော့ကျွန်တော် YouTube link ထည့်တယ်เนาะလောဆယ်တော့ကျွန်တော် YouTube link မထည့်ပါနဲ့ YouTube link ထည့်တဲ့ဟာအသိနဲ့ရှိတယ်เนาะဒါကဘာဆိုကိုယ့်ရဲ့ browser မှာ local ဖြစ်သုံးတယ်ဆိုရင်ကျွန်တော် YouTube link ထည့်လို့ရတယ်ဒီမှာတော့ကျွန်တော်အများဆုံးဆိုတော့ YouTube link တွေကကျွန်တော်ဒီ error တွေတက်မှာဆိုလို့ကျွန်တော်မထည့်ခိုင်းပါဘူးကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ကိုကြိုက်တဲ့ video file ကို download ဆွဲပါ download ဆွဲပြီးရတဲ့3 minute ဆိုတော့ခဏလေးပါလေเนาะ download ဆွဲပြီးရတဲ့ကျွန်တော်ဒီထဲမှာကျွန်တော် upload ကလေးလုပ်လိုက်ပါဗျာเนาะကျွန်တော်မှာတော့ download ဆွဲပြီးသား video file တွေရှိပါတယ်เนาะဒါဆိုရင်ကျွန်တော်ကဒီမှာ upload ကလေးတစ်ချက်တင်မယ် video တင်ရအဲ့ဒီမှာ video တင်ရဖြစ်တဲ့အတွက်ကျွန်တော်က video တင်မှာဖြစ်တဲ့အတွက် download ထဲသွားမယ်ကိုတင်ရဲ့ video file လေးကိုကျွန်တော်ရွေးမှာပေါ့ဗျာဒါကတော့ကျွန်တော်လုပ်ပြီးသား reset ထွက်ပြီးသားဟာဆိုတော့ဒီကောင်လေးရွေးမယ်เนาะဒီ file လေးရွေးလိုက်မယ်เนาะဒါလေးရွေးမယ်ရွေးပြီးလို့ရှိရင်ဒီ video file ကြိုက်တာရွေးလို့ရတယ်เนาะဒါလေးကဘယ်နှမိနစ်ဆို10မိနစ်เนาะဒါနဲ့3-4မိနစ်เนาะကြိုက်တာကိုလုပ်လို့ရတယ်เนาะအကုန်ကောင်းတယ်ကျွန်တော်ကတော့10မိနစ်ဟာမြန်အောင်ပြပေးမယ်เนาะဥပမာနိုင်မယ်ဒါဆိုရင်သူကကျွန်တော်ကိုယ်တိုင်လုပ်ထားဆိုတော့သူကမြန်တာပေါ့ဗျာ video file လေးရောက်တာเนาะဒီဟိုမှာဆိုရင်တော့ဒီ free user မှာဆိုရင်တော့ကျွန်တော်နည်းနည်းကြာတာပေါ့ wine လောက်တော့ wine သုံးတာလေတယောက်တည်းမဟုတ်လေအယောက်340 450 wine သုံးတော့ကြာတာပေါ့เนาะဒါဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီ file လေးကိုချက်ကြည့်လိုက်မယ်ဒါ10မိနစ်ရှိရနောက်သူ့ရဲ့ video file ကြည့်လိုက်10မိနစ်စိုက် This little girl would write down her unhappy ရပြီတော့အဲ့လားဆိုရင်ဒါဆိုရင်ဒီ video လေးကိုကျွန်တော် wicket လုပ်မှာဖြစ်တယ် wicket လုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီပြင်စရာဆင်စရာရှိတယ်ဒီ video လေးကိုကျွန်တော်ဘာလုပ်မလဲအရင်ဆုံးကျွန်တော်ကဒီမှာ logo လေးထည့်မယ် logo လေး logo ဆိုတော့ဒီအောက်မှာရှိတယ် logo အဲ့လို logo အမှတစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်ရဲ့ logo လေးကိုသွားမယ်ကျွန်တော်က picture ထဲမှာရှိတယ် logo ဒီမှာ header မြတ်ဆို logo လေးเนาะဒါကျွန်တော်ကိုယ်တိုင်ထည့်ပါကိုယ့်ရဲ့ logo လေးကိုယ်တိုင်ထည့်เนาะlogo ထည့်ရလဲမြန်ပါတယ်နည်းနည်း line ခေါ်တော်တော်မြန်တာเนาะအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ဗာနေရမလဲဆိုတော့စာသားကိုပြောင်းပြီတဲ့เนาะအရင်တော့ကျွန်တော်ကဒီ wicket လောက်ထားတာကျွန်တော်ကဒီစာသားကိုမပြောင်းဘူးဗျာ auto tab ကို wicket လောက်လိုက်တယ်เนาะအဲ့လို wicket လောက်တာနောက်ပိုင်းကျတော့တချို့လူတွေကပြောကြတာပေါ့နော်ကိုယ်တိုင်နံပါတ်ကိုယ်တိုင်လေးစာလေးရေးချင်သေးတယ်ဗာလဲဖြစ်စေကျွန်တော်ကတော့မင်္ဂလာပါတို့ပြောအစာစလုံးလေးဗာလေးထည့်ချင်သေးတယ်အဲ့လိုလူမျိုးတွေအတွက်ကျွန်တော်ကဒါလေးကိုကျွန်တော်ထည့်ပြင်ဆင်ပေးလိုက်တယ်နော်အဲ့တော့ကျွန်တော်ကဒီမှာစာသားကိုအရင်ဆုံးထုတ်မယ်မထုတ်ဘူးဆိုရင်တန့်ထုတ်လို့ရတယ်နော်ဒါပေမဲ့ထုတ်ပါအောင်နော်စာသားလေးမထုတ်ဘူးဆိုတန့်ထုတ်လို့ရတယ်ပြဿနာမရှိဘူးနော်ဒါလို့ဆိုတော့ကျွန်တော်စာသားထုတ်လေးကိုပြပေးမယ်တစ်ချက်နှိပ်လိုက်တယ်ဒီမှာတစ်ချက်နှိပ်တယ်နော်တစ်ချက်နှိပ်တော့အဲ့မှာဒီမှာလာတယ်ဗျာခဏလေးစောင့်သူက10မိနစ်ဆိုတော့သူကသိပ်မကြပါဘူးလေနော်ကျွန်တော်ကဒီမှာကျတော့ခဏလေးနော်မြန်နော်ဒါသူ့ရဲ့စာသားဒီကမလေးရဲ့စာသားကိုကျွန်တော်ကညီမလိုပြန်လိုက်တာအင်္ဂလိပ်စကားနော်အဲ့ဒီမှာကိုကထိတ်ဆုံးကမင်္ဂလာပါနော်ဒီဇက်လန်လေးကဘာဖြစ်လဲညာဖြစ်တာလဲကိုယ်ထည့်ပြီးတော့
ရေးလို့ရတယ်ထိတ်ဆုံးမှာစာလေးထည့်လို့ထားလို့ရတယ်နော်ဒါကတော့ငုံမတွေစက်တိုက်ကြလုံးလို့ပါဝီကက်လုံးမဲ့လူတွေကျွန်တော်တော့မထည့်ဘူးရှင်းရှင်းလင်းလင်းလေနော်ဘာလို့ကျွန်တော်ကြားတယ်လေနော်ဒါကကျွန်တော်နောက်ပိုင်းမှာကိုလုံးတဲ့ဟာကြကျွန်တော်ထည့်မှာပေါ့ဗျာဒါကလောဆို software အသုံးပြုနေပြောတာဆိုတော့လေနော်ဟုတ်ပြီဒါလေးကိုကျွန်တော်ရပြီဆိုရင်ကျွန်တော်ကဘာလုပ်မလဲဒီအောက်မှာတဘာဝကြတဲ့အတန်အမျိုးသမီးအတန်အမျိုးသားအတန်၄ယောက်ရှိတယ်နော်ဒါကြိုက်တာကိုယူလို့ရတယ်ယူချင်တာယူနော်အဲ့တော့ကျွန်တော်ကတဘာဝကြတဲ့အမျိုးသမီးအတန်မယူလိုက်မယ်ကျွန်တော်အရင်တော့မယူတော့ဘူးနော်ဒါကွက်ကိုနောက်ပိုင်းလုံးမှတခြားယူပေါ့ဗျာနော်ကျွန်တော်ဟုတ်ပြီအဲ့ဒါယူပြီးကျွန်တော်အောက်မှာပါလဲ speed ဒီ speed ကတော့ကျွန်တော်ဒီဗီဒီယိုဖိုင်ကိုကျွန်တော်ကspeed လေးနဲ့တင်မလားနော်ဒါ copyright မမိအောင်လေဗျာနော်ပြီးရင်ကျွန်တော်ကဒီဟာလေးကိုစိတ်ကြိုက်လုပ်လို့ရတယ် short မလားဒါလေးနည်းနည်းတင်မယ်ဗျာဥပမာနေကြိုက်လောက်တင်လို့ရတယ် coin license နော် free page လားဟုတ်ဒီမှာ boost သူကျတော့ကျွန်တော်ဗာလဲဆိုဒီအတန်ကိုဘယ်လောက်ကြည်လင်ပြတ်သားခြင်းလဲဒါလေးကိုလည်းကျွန်တော်လုပ်လို့ရတယ်ဒါကိုယ်စိတ်ကြိုက်လုပ်လို့ရတယ်အတန်ကြည်လင်ပြတ်သားခြင်းကနည်းနည်းလေးတင်မယ်17လောက်ဒါကြိုက်လောက်တင်လို့ရတယ်နော်ကျွန်တော် coin like တင်တယ်အဲ့ဒီအောက်မှာကျွန်တော်ကဒီမှာ9မိနစ်တစ်ချိန်တို့နော်ဒီဗီဒီယိုကိုပြောင်းပြန်လှန်ပြထားတော့ဘာလို့အများကြီးလုပ်လို့ရသေးရဲ့အဲ့ဒီမှာကျွန်တော်က2ဘောက်တွေအများကြီးထားပေးလို့ရတယ်ဒါပေမဲ့ကျွန်တော်ထားမပေးတော့ဘူးအကုန်လုံးစုပြီးတော့မှကျွန်တော်ကဒါကိုထားပေးခဲ့တယ်နော်သူ့ကိုလည်းကျွန်တော်မဖြတ်မိအောင်ဆိုပြီးကျွန်တော်အမှန်ချင်းနဲ့ auto လေးသူကထည့်ပေးထားတယ်နော်ဒါကြောင့်မို့ကျွန်တော်ဘာမှလိုက်ရွေးစရာမလိုဘူးနော်နောက်ဆိုလိုက်မရွေးဖြစ်ချင်းပြက်နာဖြစ်မှာဆိုလို့နော် copyright ဖြစ်မှာဆိုလို့ဒါလိုက်ရွေးစရာမလိုဘူးအဲ့ဒီမှာဒါ original site ကျွန်တော်ကတော့ဒီမှာဒါ TikTok site ရွေးလို့ရတယ် TikTok မှာတင်မှာဆိုတော့နော်ဟုတ်ပြီပြီးလို့ရှိရင်ကျွန်တော်ဒီမှာ watermark ကတော့ကျွန်တော်ဒီကိုယ့်ရဲ့ channel ပေါ့ဗျာ TikTok မှာဆိုကိုယ့်ရဲ့ channel ကောင်းရှိရမလားဒါကိုယ့်ရဲ့ channel လေးကိုကျွန်တော်အကောင့်လေးကိုကျွန်တော်ထည့်လို့ရတယ်ဒါ name လေးနဲ့နော်ဒီတိုင်းမထားပါနဲ့ဒါကျွန်တော်နာမည်ထည့်ထားဖြစ်တဲ့အတွက်နော်အဲ့တော့ကျွန်တော်ကဒီ name လေးကိုကျွန်တော်ထည့်မယ်ဒါဆို HAY hey ဒါအကြီးကြီးနေရေးမယ်ဗျာ HAY hey THAR ဒါကြိုက်ခံရေးလို့ရတယ်နော်အသေးကြီးရေးကျွန်တော်ကြိုက်ခံကျွန်တော်ရေးတာ M180 မြက်နော်ဒါ Heather မြက်ဆိုတဲ့ channel လေးပေါ့ဗျာနော်movie work channel လေးနော်ဒါလေးလည်းရေးလို့ရပါတယ်နော်ဒါတွေအားလုံးကျွန်တော်လှုပ်ဆောင်ပြီးသွားလို့ရှိရင်စရက်ကြပြီးလို့ရှိရင်စာသားကြီးလည်းပြင်လို့ရတယ်မပြင်လို့ထားလို့ရတယ်ကျွန်တော်တို့မပြင်တော့ဘူးနော်ဒီမှာထိတ်ဆုပ်စလုံးလေးရေးပြီးတော့ကို download လေးရေးလို့ရတယ်နော်ဒါစိတ်ဝင်စားဒါမြင်လည်းမြင်လို့ရတယ်ဒါလေးကကျွန်တော်တိတက်ထည့်ပေးတာအရင်တော့ဆိုထည့်မပေးဘူးပြီးလို့ရှိရင်ကျွန်တော်ကဘာလုပ်မလဲစက်တက်နှိပ်လိုက်မယ်စက်နေသူကအောက်မှာသူကသွားလာလိမ့်မယ်ကြည့်လိုက် W ဖိုင်လေးပြီးလာလိမ့်မယ်နော်တိတ်မကြပါဘူးဗျကျွန်တော်10မိနစ်ဗီဒီယိုပိုင်းဆိုကျွန်တော်ကဒီဟွာလောက်ပဲကြာမယ်ခဏလေးပဲကြာတယ်နော် line ကောင်းလို့ရှိရင်တော့ဒါကတော့ကျွန်တော်ကိုယ်ပိုင်ဟွာဆိုတော့လေနော်ဒါအများသုံးတဲ့စောတော့ပေးထားတဲ့ကျွန်တော် channel ကဆိုရင်တော့ဒါကတော့ဟိုကြာမှာပေါ့ဗျာနော်အဲ့ဒါတော့နည်းနည်းလေးတော့ကြာတာပေါ့ဆိုလိုဝိုင်းဝိုင်းပြီးသုံးတာဆိုတော့လေနော်တကယ်လို့free ဟာကိုသုံးပါစိတ်တိုင်းကြတယ်ဆိုရင် George မှာဒီလားဝင်လို့ရပါတယ်နော်လားဝင်လို့ရပါဆိုတာဆိုရင်တော့ပတ်သက်တရားအများကြီးပေးရတယ် George တော့မပေးရပါဘူးရှင်းလင်းလေးရတယ်မှာ point 30နော်point 30မှာကျွန်တော်1000ပဲ point 30ဆိုရင်ကျွန်တော်ဗီဒီယိုဘယ်နှခုရမလဲဗီဒီယိုအခု30ရမယ်နော်30ဆိုရင်ချို့ဆိုရင်ဗီဒီယိုတစ်ပုတ်ထဲလာ moderation အောင်တာပဲဗျာနော်ဗီဒီယိုတစ်ခု30ဆိုကျွန်တော်တစ်လစာပေါ့နော်တစ်လစာနော်အကုန်လုံးရတယ်ဒါဗီဒီယိုပုတ်30မှာကျွန်တော်ကပတ်သက်1000မှာအပုတ်50ဆိုရင်တော့1000ဝဲပေါ့ဗျာနော်ဒါကတော့ကြိုက်တာကိုယူလို့ရပါတယ်ဒီနော်ယူမှာဆိုရင်ကျွန်တော်ရဲ့ဒီဖုန်းနံပါတ်ကိုဖုန်းဆက်ပြီးတော့ကျွန်တော်ကယူလို့ရပါတယ်ဒါဆိုရင်ကျွန်တော်ကကိုပိုင် account တစ်ခုပေးမှာပေါ့ဗျာနော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ကြည့်လိုက်မယ်အောက်မှာဗီဒီယိုလေးပြီးသွားပြီမြန်လိုက်တာနော်ဒီမှာဘာဖြစ်လဲ logo လေးပါတယ်ဒီမှာဘာလဲ Heather မြတ်ဆိုတိုင်းနေလေးနော် monetization နော်ဒီမှာကျွန်တော်ဖြတ်ထားတာကြီးလေးအကုန်ပါပြီလားနော်ဒီမှာတော့ကျွန်တော်ညီမစားတော့မထိုးတော့ဘူးဘာဖြစ်လို့လဲဆိုတော့ TikTok မှာက auto silent လို့ရှိရလေနော်ဒါကြောင့်ကျွန်တော်ကဒီထဲမှာရှုပ်မှာဆိုလို့ထိုးမပြီးတော့ဘူးဟုတ်ပြီဒါဆိုရင်ကျွန်တော်ကသူ့ရဲ့ဗီဒီယိုဖိုင်လေးကဘယ်လောက်ရှိလဲကြည့်မယ်နော်အောင်မြင်လားမအောင်မြင်လားဒီကလေးမလေးကသူမရဲ့မပျော်မရွှင်ဖြစ်ခဲ့ရတဲ့အတွေ့အကြုံတွေကိုသူ့မိဘတွေတိတ်တဆိတ်ဖတ်ပြမဲ့သူမရဲ့ဒိုင်ယာရီမှာရေးချခဲ့ပါတယ်။ကျောင်းမှာအနိုင်ကျင့်ခံရတာကိုသူတို့သိတယ်။နောက်တစ်နေ့တွင်သူမကိုလှောင်ပြောင်သောအတန်းဖော်ကကျောင်းပြောင်းခဲ့ကြောင်းမိန်းကလေးကသိလိုက်ရသည်။ဒီနေ့တွင်ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဒီဗီဒီယိုပိုင်းလေးက10မိနစ်ထိလုပ်လို့ရတယ်နော်10မိနစ်ကျော်3မိနစ်ထိလုပ်လို့ရတယ်နော်အချိန်နည်းနည်းလေးကြာတယ်နော်အခုဆိုရင်လည်းခဏလေးပါနော်ဒီကနည်းလေးကြာတာပေါ့နော်ဒါစိတ်ကြိုက်လုပ်လို့ရပါတယ်နော်ဟုတ်ပြီဒါလေးကိုကျွန်တော်က download ဆွဲမယ်ဆိုတော့ဆွဲလို့ရပါတယ်နည်းနည်းကြာတယ်ဆိုတာကကြာတယ်ဆိုတော့လည်းတမရတော့မကြာပါဘူးဗျာနော်ကြာတယ်ဆိုတာဘာဖြစ်လဲဆိုကျွန်တော်ကဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ကအကြည့်လေးနဲ့ထုတ်တာလို့လေနော်အကြည့်နဲ့ထုတ်တာတော့ပိုကောင်းတာပါဗျာနော်ဒါဆိုကျွန်တော်ဒီဗီဒီယိုဖိုင်ကိုကျွန်တော် download ဆွဲမယ်ဒီမှာ download ဆိုရင်မရှိဘူးလားတစ်ချက်နှိပ်လိုက်ရုံပဲအဲ့ဆိုရင်သူ့ရဲ့ browser မှာကြည့်လိုက် download ဆွဲပါပြီမြန်တယ်နော်ဒါဆိုပြီးသွားပြီဗီဒီယိုဖိုင်ရပါပြီဒါဆိုရင်ဖွင့်မယ်ကြည့်မယ်ဒါ TikTok site လေးကြည့်မယ်နော်
ဒီကလေးမလေးကသူမရဲ့မပျော်မရွှင်ဖြစ်ခဲ့ရတဲ့အတွေ့အကြုံတွေကိုသူမကိုလှောင်ပြောင်တော့လိမ္မာပါနဲ့စွာဟန်ဆောင်ခဲ့သည်ကောင်း ဒီမှာနော်ဒီဗီဒီယိုဖိုင်ဒီဘယ်လောက်လဲကိုရီးယားလည်း10မိနစ်ပဲအခုလည်း10မိနစ်စာပဲနော်ဘာမှမပြောင်းလဲဘူး ဒီကလေးမလေးကသူမရဲ့မပျော်မရွှင်ဖြစ်ခဲ့ရတဲ့အတွေ့အကြုံတွေ ဒီပါဒါကတော့ကျွန်တော်ရဲ့ဒီမူကဲကျွန်တော်ရဲ့ဒီရေးထားတဲ့ကျွန်တော်ကုတ်တင်တဲ့ channel လေးပေါ့ဗျာနော်ကြိုက်လို့ရှိရင်တော့ညီကောင်မတွေဒါယူပြီးတော့ဒီထဲမှာကျွန်တော်ဝင်ကြည့်လို့ရပါတယ်ဒါကိုယ်တိုင်စိတ်တိုက်ကြလုပ်လို့ရပါတယ်တကယ်လို့စိတ်တိုက်ကြပဲဒီခါလေးလိုချင်နေဆိုရင်လည်းကျွန်တော်ဒီဖုန်းနံပါတ်ကိုဆက်ပါဆက်လို့ရပါတယ်point 30ဆိုတော့နော် point 30မှာ1000မှရှိပါတယ်နော်point 30ဆိုဗီဒီယိုပုံ30ထုတ်လို့ရတာပေါ့စိတ်တိုက်ကြနော်စိတ်တိုက်ကြလုပ်လို့ရတယ်ကိုယ်ပိုင်ကောက်နေပြီးပါပေါ့ဗျာနော်ဒီကောက်မှာဆန်းလို့ရပါတယ်ကျွန်တော် point တရားပေးနေတာအခုဆို48ပဲရှိတော့နော်ဒါစိတ်တိုက်ကြလို့ okay ပါဒါဆိုရင်ဒီလောက်ပါပဲလေနော်